လာရှင်ခါပါကလေးတို့ရေမွေလာတတာပုံမြင်ကပါရဲ့ပုံမြင်လေးကိုပြန်လဲနားဆင်ရပါတော့မယ်နော်ဒီနေ့ပြောပြမယ်ပုံမြင်လေးကတော့မင်းသမီးလေးနဲ့ထိုက်တန်သောပညာရှိသူဆိုတဲ့ပုံမြင်ကလေးဖြစ်ပါတယ်ကလေးတို့ရေတခါတော့ငါတဲ့တိုင်းမြစ်တပြည်မှာဘရင်ကြီးတစ်ပါးရှိတယ်ပေါ့နော်အဲ့ဘရင်ကြီးမှာလည်းအင်မတန်အမှချောမောလှပပါတယ်ဉာဏ်ပညာနဲ့ပြည့်စုံတဲ့သမီးတော်လေးတစ်ပါးရှိပါတယ်အတိုင်းတိုင်းပြည်ပြည်ကမင်းသားတွေကမင်းသမီးလေးကိုလက်ထပ်ယူဖို့ဘုရင်ကြီးကိုလာရောက်ကမ်းလှမ်းကြပါတယ်ဒီအခါမှာဘုရင်ကြီးကသမီးတော်လေးကိုဉာဏ်ပညာနှင့်ပြည့်စုံသောကျင့်နာတတ်သောရိုးသားသောသူတွေနဲ့သာလျှင်လက်ထပ်ပေးခြင်းပါတယ်မင်းသားတွေကိုသူ့ရဲ့တိုင်းပြည်ကိုဖိတ်ခေါ်ပြီးတော့ဒီမင်းသားတွေတဲကနေပြီးတော့မှသမီးတော်လေးအတွက်တင့်တော်သောကျင့်ရဖက်ကိုရွေးပါမယ်ရွေးတဲ့အခါမှာလည်းတစ်တာသုံးလုံးကိုကြိုတင်စီစဉ်ထားပါတယ်တစ်တာတစ်လုံးကတော့ရွှေတစ်တာဖြစ်ပါတယ်နောက်တစ်တာတစ်လုံးကတော့ငွေတစ်တာဖြစ်ပါတယ်နောက်တစ်တာတစ်လုံးကတော့တန်တစ်တာဖြစ်ပါတယ်ကလေးတို့ကြီးဘုရင်ကြီးကဒီတစ်တာသုံးလုံးနဲ့ကတစ်လုံးမှာမင်းသမီးလေးရဲ့ရုပ်ပုံလွှာကိုထည့်ထားတာဖြစ်ပါတယ်မင်းသမီးလေးရဲ့ရုပ်ပုံလွှာကိုပါတဲ့တစ်တာကိုရွေးချယ်နိုင်တဲ့သူကမင်းသမီးလေးကိုပိုင်ဆိုင်ရမှာဖြစ်ပါတယ်လို့ဘုရင်ကြီးကပြောကြားလိုက်ပါတယ်အဲဒီတော့ရောက်လာတဲ့မင်းသားတွေဟာမင်းသမီးလေးပုံပါတဲ့တစ်တာကိုတယောက်ပြီးတယောက်ရွေးချယ်ဖို့ကြိုးစားကြပါတယ်ကလေးတို့ကြီးမင်းသမီးလေးရဲ့ဒီတစ်တာသုံးလုံးကိုအရန်တာလှုပ်ထားတဲ့အခန်းထဲမှာထည့်ပြီးတော့အဲ့ဒီအခန်းထဲကိုမင်းသားတစ်ပါးချင်းစီဝင်ပြီးတော့ဒီတစ်တာကိုရွေးချယ်ရတာဖြစ်ပါတယ်ကလေးတို့ကြီးမင်းသားတွေကတစ်ပါးပြီးတစ်ပါးဝင်ပြီးတော့တစ်တာကိုရွေးချယ်ကြပါတယ်ဒါပေမဲ့လို့သူတို့ရဲ့ရွေးချယ်မှုကမှားယွင်းတာမို့လို့စိတ်ပြက်လက်ချော့ပြီးတော့ပြန်သွားရပါတယ်ကလေးတို့ကြီးမင်းသားတွေအကုန်လုံးပြန်သွားကြပါပြီဒါပေမဲ့မင်းသမီးလေးရဲ့ရုပ်ပုံလွှာကိုပါတော့တစ်တာကိုတော့ဘယ်မင်းသားမှမရွေးချယ်နိုင်ခဲ့ပါဘူးတဲ့ကလေးတို့ကြီးအဲ့ဒီအချိန်မှာကြီးလက်တော်ရွာမှာနေတဲ့ကြီးတော်သားလေးတယောက်ပေါ့နော်သူကဒီသတင်းကိုကြားရပါတယ်ကြီးတော်သားလေးဟာနန်းတော်ကိုသွားပြီးတော့မင်းသမီးလေးရဲ့ရုပ်ပုံလွှာပါတော့တစ်တာကိုရွေးချယ်ကြည့်ဖို့သူကစရင်ပေးလိုက်ပါတယ်ကလေးတို့ရေနောက်တနေ့ကျတော့နွားကြောင်သားလေးဟာနန်းတော်ကိုရောက်လာတာပေါ့နော်မင်းသမီးလေးကလည်းရုပ်ရည်သွင်းပြင်ကိုကြည့်ပြီးတော့ဒီကြီးလက်တော်ရသားလေးကတော့ရိုးသားတဲ့ပုံပေါက်တယ်စိတ်ကောင်းစေတနာလည်းရှိမဲ့ပုံပေါက်တယ်ပေါ့နော်သူကမင်းသမီးလေးကလည်းသဘောကျနှစ်သက်မိပါတယ်တဲ့သဘောကျနှစ်သက်ပေမဲ့လို့လေဒီမှန်ကန်သောတစ်တာကိုရွေးချယ်နိုင်မှသာလျှင်သူနဲ့လက်ဆက်ရမှာဆိုတာကိုမင်းသမီးလေးကသိပါတယ်ကလေးတို့ကြီးကလေးတို့ကြီးဒီကြီးတော်သားလေးဟာပလွေတော်လေးကင်ပြီးတော့ဒီနန်းတော်ရဲ့ကာယံထားတဲ့အထဲမှာမင်းသမီးလေးရဲ့ရုပ်ပုံလွှာပါတဲ့တစ်တာကိုရွေးချယ်ဖို့ဝင်သွားပါပြီကလေးတို့ကြီးတစ်တာသုံးလုံးကိုတွေ့ပါတယ်စဉ်းစားပါတယ်တဲ့ကလေးတို့ကြီးရွှေတစ်တာကိုကြည့်ပြီးတော့အယောင်လက်တိုင်းရွှေမဟုတ်ပါဘူးဝါဝါမြင်တိုင်းရွှေမဟုတ်ပါဘူးဒါကြောင့်မို့လို့ရွှေတစ်တာကိုမရွေးပါဘူးသူကပြောလိုက်ပါတယ်တဲ့နောက်သူကငွေတစ်တာကိုကြည့်ပြီးတော့အပေါ်ယံငွေပုံကျဲပေမဲ့အထဲကနွားရှိခံတတ်ပါတယ်ဒါကြောင့်မို့လို့အပေါ်ယံမှာငွေတစ်တာကိုတွေ့ပေမဲ့ဒါထဲမှာမင်းသမီးလေးရဲ့ပုံမရှိနိုင်ပါဘူးလို့သူကအဲ့လိုပြောပြီးတော့ငွေတစ်တာကိုလည်းပယ်လိုက်ပါတယ်တဲ့ကလေးတို့ကြီးအဲ့ဒီနောက်မှာတော့ဒီကြီးတော်သားလေးကတန်တစ်တာကိုသူကတွေးလိုက်ပါတယ်အပြင်မှာအလှဆုံးဆိုတဲ့အရာတွေဟာမကြခင်မှာအကြီးတန်းဆုံးအရာတွေဖြစ်တတ်ပါတယ်အဲ့တော့အပြင်မှာမလှပေမဲ့လို့လည်းအထဲမှာလှပသောအရာတွေရှိနေတတ်ပါတယ်ဆိုပြီးတော့သူကတန်တစ်တာကိုရွေးလိုက်ပါတယ်ကလေးတို့ကြီးဘေးနားမှာစောင့်ကြည့်ကြီးကြပ်နေတဲ့အမတ်တွေကိုသူကတန်တစ်တာကိုရွေးပါမယ်လို့ပြောလိုက်ပါတယ်တဲ့အဲ့ဒီအခါမှာအမတ်တွေကတန်တစ်တာကိုဖွင့်လိုက်တဲ့အခါမှာ
လှပတော့မင်းသမီးလေးရဲ့ရုပ်ပုံလွှာလေးကိုတွေ့ရတာပေါ့နော်အဲ့တော့ဒီကြီးတော်သားလေးကလည်းမင်းသမီးလေးရဲ့ရုပ်ပုံလွှာလေးကိုကြည့်ပြီးတော့မင်းသက်အံ့ဩပျော်ရွှင်ဝမ်းမြောက်မှုတွေပြည့်လျံသွားတဲ့မျက်နှာလေးနဲ့ပြုံးလိုက်ပါတယ်တဲ့ကလေးတို့ကြီးဒီချိန်မှာမင်းသမီးလေးကလည်းပျော်ရွှင်စွာပြုံးပြီးတော့တဦးနဲ့တဦးပျော်ရွှင်စွာကြည့်နေကြပါတယ်တဲ့ကလေးတို့ကြီးဘီရင်ကြီးကလည်းမှန်ကန်သောစိတ်ထားလေးနဲ့မှန်ကန်စွာတွေးခေါ်ပြီးတော့ရွေးချယ်တတ်သောဒီကြီးတော်သားလေးနဲ့မင်းသမီးလေးကိုလက်ဆက်ပေးလိုက်ပါတယ်ကလေးတို့ကြီးဒီကြီးတော်သားလေးဟာမင်းသမီးလေးနဲ့လက်ဆက်ပြီးတော့တိုင်းပြည်ကိုတရားဥပဒေနဲ့အညီမေတ္တာတရားနဲ့သာအုပ်ချုပ်ပြီးတော့သက်ဆုံးတိုင်းပျော်ရွှင်စွာနေကြပါတယ်တဲ့ကလေးတို့ကြီးကဲဒီနေ့ပြောမယ်ငွေလာတာတာပုံမြင်ကဘာကပုံမြင်လက်ဆောင်လေးရတော့ဒီလောက်ပါပဲเนาะနောက်တစ်ပတ်မှာပြန်လည်တွေ့ဆုံကြပါမယ်ကလေးတို့ကြီး